Okay Canva လုံနီးပေါ့နော်ပထမဆုံးဘာကိုရွေးရမလဲဆိုတော့ video ဖြစ်ဖြစ် presentation ဖြစ်ဖြစ်ရွေးလို့ရတယ်ဆိုတော့ video ရွေးလိုက်ပေါ့နော် video ရွေးလိုက်အဲ့မှာသူက position video landscape ဒါ portrait landscape ပေါ့နော် landscape အတက် down ရှိတယ်ဆိုတော့ landscape ပဲရွေးလိုက်မယ်နော်ဒီလိုရွေးလိုက်နော်ဒီလိုရွေးလိုက်ဆို video ရတယ်အဲ့တော့ဘာလို့ရမလဲဆို element ထဲမှာထည့်ရမယ်နော်ဥပမာဆိုရင် breaking news ပေါ့ breaking news ကိုထည့်လိုက်breaking news ချက်လိုက်ဆိုရှင်ဒါအတန်ရှိ graph ရှိ video ရှိ okay အဲ့တော့ဒီမှာဒီလိုဒီပါသူ့ရဲ့ design လေးကိုထည့်လိုက်နော် breaking news ပေါ့နော်breaking news ကိုလည်းသူကဟိုကလုပ်လို့ရသေးတယ်ခဏလေးနော် breaking news မှာအတန်ရှိရယ် audio ပေါ့နော် audio ထည့်လိုက်audio ပေါ့နော်okay ရတယ် okay အဲ့တော့ဒီအောင်ဆိုထည့်လိုက်ရပြီနော်ခဏလေးကြောင်းဒီလိုတော့လိုက်မယ် okay အဲ့တော့ဒီကောင်း screen ကိုပြေလို့ okay အဲ့တော့ run ကြည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒါရပြီပေါ့နော်ဒါသူဆိုရပြီဒါဆိုအတန်ဆက်ပြီးသွားတယ် okay အတန်ကဘယ်လိုဖြစ်ရွှေ့လို့မရဘူးခဏရကျွန်တော်ဒီဘက်ရွှေ့ကြည့်လိုက်ဒီလိုရှိရမှာ okay ဒီလိုရွှေ့လို့ရခဏအတန်တစ်ချက်တော့အဲ့တော့ဒီလိုထည့်ရမှာခဏနော်ဒီကနေထည့်ရမယ်ဒီကနေထည့်ဒီကနေဆက်ပြီးတော့ breaking news ပေါ့နော်အဲ့တော့ပြီးတော့ breaking news top music ဆိုတစ်ထည့် okay ရပြီအဲ့တော့ဒီမှာကြည့်လိုက်ရင်ဒါကိုလိုအပ်သလိုချဲ့လို့ရတယ်เนาะဒါလည်းချဲ့လို့ရခဏလေးလောတယ်နော် okay เนาะအဲ့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်နောက်တစ်ခုကကျွန်တော်လုပ်ထားတဲ့ဟာကိုထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်လုပ်ထားတာ gap ပေါ့နော် gap က saving ဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲ element ထည့်ရမှာနော်နေခဏဒါရှက်လို့ရနော်ကျွန်တော်လေးတော့ဒီကောင်ဘယ်လိုချက်ရမလဲဆိုရင် adjust လာမသိကဟုတ်တယ်ဒီလိုဟာဘာလို့ရွှေ့လို့မရအမှန်တော့မဟုတ်ခဏဒီကနေဒီလိုရွှေ့လို့ရနော်ဒီကနေဒီလိုရွှေ့လို့ရဘာလို့ရွှေ့လို့မရလဲဘာကြီးလဲမနေလားမသိခဏဒီကောင်လေးကိုချက်ကြည့်တတ်ဒီကောင်အဲ့တော့ split လားဟုတ်ပါ edit ပဲထင်တယ် edit လားမသိအမှန်ဒီကောင်ဆွဲဆန့်လို့ရမရဘူးဖြစ်နားလေးပါမရဘူးဖြစ်နေချုံလို့ပဲဒီလိုဒါမသိရပြီဟာဘာလို့မရဒီလိုလည်းချက်လို့မရသူကဟိုသဘောပေါက်ပြီဒီကောင်ဟိုဖြစ်နေတာ okay ငါ5.8ပဲရှိတာအဲ့ဒါရှိတော့မရဘူးဆိုတော့ Ctrl C Ctrl V copy paste ကလုံးရနိုင်ရတယ် okay okay ရပြီသဘောပေါက်အဲ့တော့ဒီမှာကြည့်လိုက်ရင်ဒီမှာကြည့်လိုက်ပြန် brand ကြည့်လိုက်နော်အဲ့တော့ကျွန်တော်ကဗာလဲဆိုတော့ကျွန်တော်ကကြောင်လေးကရှိရဆိုရင်ဒီမှာကျွန်တော်ရှာလိုက်မယ်ဆိုရင်ဒီမှာ element နဲ့ပြန်သွား cat ပေါ့နော် cat ဆိုရင်ဒီကောင် cat ကိုဟိုရှာမှာphoto ပဲဖြစ် cat ကိုရှာပါဒီပုံလေးကိုဥမာတယ်နော်ဒီပုံလေးပြီးတော့စာလေးထည့်လိုက်ပါနော်hero get save ဒီ owner ဆိုပြီးတော့စာလေးထည့်လိုက်ပါနော်စာလေးကိုထည့်ပြီးတော့သူကခေါင်းစဉ်နေမှာ shining coin လေးလောက်ပါ hero get save ဒီ owner ဆိုပြီးထည့်လိုက်နော် okay ကျွန်တော်ဒါပေါ့နော် hero get save the owner ပြီးတော့ color လေးပါထည့်လိုက်ပြီးတော့ over လေးပါတက်အောင်ဆိုပြီးလုပ်လိုက် hero get save the owner ပေါ့နော် okay hero get save the owner ပေါ့နော်ပြီးတော့ hero get save the owner ပြီးရင်ဒါရပြီနော်ဒါရပြီဆိုလို့ရှိရင်ဒီကောင်ကဟို
အတိုင်းပဲ video record လုပ်ပြီးတော့ဒီမှာအတန်ကိုနောက်တစ်လိုက်ထည့်လိုက်ပါနော်အဲ့ဒီတန်ထားလိုက်ပြီးတော့ video ကိုတက် record လုပ်လိုက်နော် record လုပ်လိုက်ပြီးတော့ပေါ့ကျွန်တော်တို့ဒီအတန်လမ်းကိုတက်ထည့်လိုက်ပါနော်ဥပမာကျွန်တော်ထည့်ပြမယ်ဥပမာတကယ်လို့ video အတန်ကိုတက် record လုပ်ပြီးတော့ social record yourself ပေါ့နော် record with the talking head ဒါလည်းရတာပဲနော် allow why business ဆက်လာ allow ကျွန်တော်ဟာပါနော် allow okay camera and screen okay ဒါလည်းရတာပဲ screen မှာ home cover ဟုတ် save Asus Studio လို့လာမယ်ခဏလေးa glass scanner for desktop AI generator ဒီဟာလည်းရတာပဲနော် Hero get save ဒီ owner ပေါ့နော် okay ရပြီအဲ့တော့ဒီမှာဒါလို့ပြီးတော့ chat GPT မှာနော် about this run script for get saving owner from the fire from alerting LEIGH US မှာနော်အဲ့ဒါလေးကို write me new script ဒါတော့လိုက်okay ကိုပြလိုက် okay okay ရပြီရပြီဆိုတော့ဒီမှာထည့်လိုက် okay ထားပါတော့ကျွန်တော်ယောက်ျားလေးဆိုတော့ယောက်ျားလေးလုံးနော်Richard okay Anchor intro. Good evening. Tonight. Anchor intro. Good evening. Tonight, a remarkable story of instinct and loyalty. A house cat is bind. Này. Tạm thật lại. Này. ဒီကောင်လာဒီလောက်လောက်ကစလိုက်ပါနော်ပြီးအတန်ကိုတော့အတန်ကိုလျှော့လိုက်ဒီလိုလိုက်ဒီပဲ run လိုက်နော်ဒီကောင်ဒီပဲ run လိုက်ဒါဆို breaking news ကပြီးသွားပြီဗျာပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ anchor intro ပေါ့နော် okay ရပြီဒါလေး run ရနော် Anchor intro. Good evening. Tonight, a remarkable story of instinct and loyalty. A house cat is being credited with saving its owner's life during a fire by